ချင်းချင်းဘွားရဲ့ထုံးနှံမှုကြကြိုးစားရင်လည်းကြတကယ်ချင်းမြင်စိတ်ပြတ်ပြီလားလာပါတို့ရဲ့လက်တို့တွေ့ထားလုံးတွေမရတန်တွေကွာတကယ်ချင်းသူရှိစမဲ့ကွာအောင်မြင်မှုကကုသိုလ်ရှိမောင်းမှာတကယ်ကိုမဝေးခဏလေးရောက်တော့မှာပါမတွေ့ဝေးနဲ့အတင်းထားပါကွာဒီနေ့တော့ပန်းတိုင်းကိုဖန်ဆောင်မဲ့လက်တွေဟာဘယ်လိုလုံးပြီးချောင်းမွေးလုံးနေမလဲကွာသူရဲ့ကောင်းမရင်တရားမရွတ်တော့ရှိနေပါငြိမ်းချမ်းတော့ဘွားဟာရုပ်သားကြိုးစားသူသာပိုင်ဆိုင်နိုင်မဲ့ဆူလက်ပါဘယ်တော့မှနောက်ပြန်မလဲနဲ့တငယ်ချင်းရာချင်းချင်းဘွားရဲ့ထုံးနှံမှုကြကြိုးစားရင်လည်းကြတကယ်ချင်းမင်းစိတ်ပြတ်ပြီလားပြန်ထပါကွာ